အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာရှင်းပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ပန်ကားတွေမှာပါတယ်ကျိုး6ချောင်းပါတယ်မော်တာနဲ့ကျိုး4ချောင်းပါတယ်မော်တာကိုဘလို့လေးလက်မှန်မှန်နဲ့စနစ်တကျတွေ့တတ်မလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးခြင်းပါတယ်ဒီမှာဆိုရင်မော်တာကနေလာတဲ့ကျိုး6ချောင်းကိုတွေ့ရမယ်ဒီကောင်ဒီဘာကြောင့်ကျိုး6ချောင်းဖြစ်နေရတာလဲလို့မေးလို့ရှိရင်ဒီကျိုး6ချောင်းတွေက2ချောင်းဒီကပစီတာကိုသွားမဲ့2ချောင်းဖြစ်ပါတယ်ဒီမှာဆိုရင်ဒီမော်တာရဲ့ထိပ်မှာဆိုရင်ကြည့်လိုက်မယ်ဆိုရင်ကပစီတာကိုတွေ့ရမယ်ဒီမှာဒီထဲမှာကျိုး6ချောင်းဒီကျိုး6ချောင်းမဟုတ်ဘဲနဲ့ကျိုး4ချောင်းဖြစ်နေပြီဆိုလို့ရှိရင်ဒီထဲကကျိုး2ချောင်းဒီကပစီတာကိုသွားမယ်ကျိုး2ချောင်းဖြစ်တယ်အဲ့တော့ကြတော့ကပစီတာကဒီမော်တာရဲ့ထိပ်မှာထိုင်မယ်ဆိုလို့ရှိရင်ဒီထဲကကျိုး2ချောင်းဒီကပစီတာကိုသွားသည့်အတွက်ဒီမှာကကျိုး4ချောင်းပဲဖြစ်နေလိမ့်မယ်ဒီကပစီတာကိုကျွန်တော်ကဒီနေရာလေးမှာထိုင်လိုက်မယ်ဒီကျိုးတွေရဲ့ထိပ်မှာပေါ့နော်အဲ့တော့ကြတော့ဒီကိုကျိုး6ချောင်းလုံးထုတ်လိုက်မယ်မိတ်ဆွေတို့အနေနဲ့ကဒီမှာ capacity မပါတော့ဘူးလို့သဘောထားလိုက်ဒီမှာဆိုရင်ကျိုး6ချောင်းကိုဘယ်လိုတိုက်မလဲဆိုလို့ရှိရင်ဒီထဲကကြိုက်နှစ်သက်ရာကျိုးတစ်ချောင်းကိုမီတာပရိုဒန်တစ်ချောင်းနဲ့ထောက်မယ်မီတာပရိုဒန်တစ်ချောင်းနဲ့ထောက်ပြီးသွားလို့ရှိရင်ကျန်တဲ့ကျိုး5ချောင်း6ချောင်းဆိုတော့တစ်ချောင်းကိုမီတာပရိုဒန်နဲ့ထောက်လိုက်လို့ရှိရင်ကျန်တဲ့ကျိုး5ချောင်းကျန်မယ်အဲ့ကျိုး5ချောင်းကိုအတန်မီစကေးပေါ့နော်အတန်မီစကေးဒါမှမဟုတ်ဒိုင်အိုစကေးပေါ့နော်အတန်မီစကေးမှာထားပြီးတော့ connection စစ်မယ်ဒီကျိုး6ချောင်းနဲ့မှာ2ချောင်းကဓာတ်တိုင်းအကျိတ်ဆက်ရှိနေတဲ့ကျိုး2ချောင်းပါတယ်အဲ့ကျိုးကိုအရင်ရှာလိုက်မယ်မီတာနဲ့ထောက်ပြီးတော့စစ်သွားလိုက်မယ်စစ်သွားလို့အဆက်အသွယ်ရှိတဲ့ကျိုး2ချောင်းကိုတွေ့ပြီဆိုတာနဲ့အဲ့ကျိုး2ချောင်းကိုအရင်ဆုံးပူးလိုက်မယ်ပူးပြီးသွားပြီဆိုလို့ရှိရင်အဲ့ပူးထားတဲ့ကျိုး2ချောင်းကိုမီတာပရိုဒန်တစ်ချောင်းနဲ့ထောက်ပြီးတော့ကျန်တဲ့ကျိုး5ချောင်းကျန်တဲ့ကျိုး4ချောင်းကျန်မယ်ပေါ့နော်ပူးထားတဲ့ကျိုး2ချောင်းကိုမီတာပရိုဒန်တစ်ချောင်းနဲ့ထောက်ပြီးသွားလို့ရှိရင်ကျန်တဲ့ကျိုး4ချောင်းကိုအုံတန်မှုအများဆုံးကောင်ကိုလိုက်ရှာမယ်အုံတန်မှုအများဆုံးကျိုးသည်စက်တက်ကွိုင်ကလာတဲ့ကျိုးဖြစ်မယ်အဲ့တော့စတက်ကျိုးဖြစ်မယ်အဲ့စတက်ကျိုးကိုဒီ capacitor ရဲ့တစားနဲ့ချိတ်ဆက်ရမယ်ဒါဆိုရင်တကျိုးရသွားပြီဟုတ်ပြီအဲ့ဒီတော့ပူးထားတဲ့ကျိုး2ချောင်းတွေကကြိုက်နှစ်သက်ရာတစ်ချောင်းကို capacitor ရဲ့တစ်ဖက်ကို join လိုက်လို့ရပြီဒီမှာဆိုရင်ဒါဆိုရင်ပူးထားတဲ့2ချောင်းတွေကတစ်ချောင်းက capacitor ဒီကိုရောက်သွားပြီဟုတ်ပြီကျန်တဲ့ကျိုးတစ်ချောင်းကျန်မယ်ပူးထားတဲ့ကျိုးတစ်ချောင်းတွေကတစ်ချောင်းဒီ AC ကလာတဲ့ AC အဝင်ကိုသွားပြီးတော့ join ရမယ်အဲ့ဒါဆိုရင်ပူးထားတဲ့ကျိုးတစ်ချောင်းကဘယ်ကောင်လဲဆိုလို့ရှိရင်ဒီမှာနော်ဒါကဓာတ်လိုက် connection ရှိတဲ့ကျိုးတစ်ချောင်းအဲ့ကျိုးတစ်ချောင်းက run ကွိုင်ကလာတဲ့ကျိုးတစ်ချောင်းဖြစ်မယ်ဒီမှာကအုံအများဆုံးကောင် step ကွိုင်ကလာတဲ့ကျိုးဒီ capacitor ရဲ့တစ်ဖက်ကိုသွားတယ်ဒါဆိုရင်ဒီကျန်တဲ့ကျိုး3ချောင်းက sub 1 2 3ပဲဖြစ်မယ်ဟုတ်ပြီနော်ကျွန်တော်တို့ number 1 number 2 number 3ပဲဖြစ်လိမ့်မယ်အဲ့ဒီတော့ဒီမှာက EPC တစ်လိုင်းပဲကျန်တော့တာဒီ EPC တစ်လိုင်းဒီ3ချောင်းတွေကတစ်ခုခုကိုတကြိုးကြိုးကိုပါဝါဝင်ပြီဆိုတာနဲ့ဒီမော်တာကစပြီးအလုံးလုံးလိမ့်မယ်ဒီမှာကကျွန်တော်တို့ကဘယ်ဟာ1ဘယ်ဟာ2ဘယ်ဟာ3လဲဆိုတာကိုမသိရသေးတဲ့အတွက်ဒီမှာတက်ဆင်လိုက်မယ်ဆိုရင်တော့ number 1ကျိုးကိုတက်မိတယ်ဆိုရင်တော့ number 1အနေထားနဲ့လဲမယ် number 2ကိုတက်မိတယ်ဆိုရင်တော့ number 2အနေထားနဲ့လဲဟုတ်ပြီနော်အဲ့တော့ဒီ number 1 number 2 number 3ကိုဘယ်လိုခွဲပြီးတော့တက်ဆင်ရမလဲဆိုလို့ရှိရင်ဒီမှာစောစောကပြောခဲ့တယ်နော်ဒါလိုက်ချိတ်ဆက်ရှိနေတဲ့ကျိုး2ချောင်းက run ကွိုင်ရလာတဲ့ကျိုး2ချောင်းအဲ့တော့じゃဒီ run ကွိုင်ရလာတဲ့ကျိုး2ချောင်းတွေကကျွန်တော်တို့ကြိုက်တဲ့ကျိုး2ချောင်းကိုမီတာပရိုဒန်တစ်ခုနဲ့ထောက်ပြီးတော့ခုနကလိုပဲအုံးတွေကိုလိုက်စစ်ပြီးလို့ရှိရင်အများဆုံးကောင်ဒီ number 1အနည်းဆုံးကောင်ဒီ number 3အလယ်လက်ကောင်ဒီ number 2 PPC ကလာတဲ့တစကိုခလုတ်ရဲ့ N ဆိုတဲ့နေရာ line ဆိုတဲ့နေရာလေးကိုချိတ်ဆက်လိုက်မယ်ဒီ line က number 1ကိုချိတ်ဆက်လိုက်လို့ရှိရင် number 1လဲမယ် number 1ကိုကြော်ပြီးတော့ number 2ကို connection ပြီးသွားလို့ရှိရင် number 2လဲမယ် number 3ကိုရောက်သွားလို့ရှိရင် number 3လဲမယ်ဒီမှာကျိုး4ချောင်းနဲ့ကျိုး6ချောင်းဘာကွာသွားမလဲဆိုတာကိုအားလုံးပဲသိမယ်လို့ထင်ပါတယ်ဒီကျိုး6ချောင်းဖြစ်ရခြင်းအကြောင်းရင်းကဒီကျိုးရဲ့ထိပ်မှာလာပြီးတော့ capacitor ထိုင်ထားသည့်အတွက်ကျိုး6ချောင်းဖြစ်တာတကယ်လို့ဒီကျိုး2ချောင်းကိုဒီအရင်ကနေဖြတ်ပြီးတော့ဒီနေရာလေးမှာထိုင်လိုက်မယ်ဆိုရင်ဒီမှာလည်း capacitor လေးပါတယ်ဒီကျိုး2ချောင်းကိုဖြတ်ပြီးတော့ဒီမှာထိုင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကကျိုးက4ချောင်းပဲကျန်လိမ့်မယ်အဲ့တော့ကြတော့ကျွန်တော်တို့အတူတူပဲเนาะကျိုး4ချောင်းနဲ့ကျိုး6ချောင်းတွေကတကယ်တမ်းကျအတူတူပဲဒီ capacitor လေးထိုင်ထားတာကွာသွားသည့်အတွက်4ချောင်းနဲ့6ချောင်းနဲ့ဖြစ်နေတာမိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘဟုတုတတစုံတရာရရှိတယ်လို့ခံစားရတယ်ဆိုလို့ရှိရင်ကွန်မန့်လေးမှာတစ်ခုခုကိုမှန်းခဲ့စေချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်